ဒီကြောက်စရာကောင်းတဲ့ကြက်တူရွေးကြီးဟာတောင်ပန်ခတ်လိုက်တိုင်းလူတစ်ယောက်သေဆုံးခဲ့ရပြီးလူတစ်ယောက်ရဲ့အသက်ကိုယူဆောင်သွားတိုင်းလဲပုံမကြီးမားလာခဲ့ပါတယ်လူတွေဟာတစ်ယောက်ပြီးတစ်ယောက်ပျောက်ကွယ်သွားခဲ့ကြပါတယ်ထို့နောက်အဲ့ဒီငှက်ကြီးဟာမိန်းကလေးငယ်တစ်ယောက်ရဲ့ရှေ့မှာလာရောက်ရပ်တန့်ခဲ့ပါတယ်ကြက်တူရွေးကြီးနဲ့ထိတ်တိုက်တွေ့လိုက်ရတဲ့ခဏမှာမိန်းကလေးဟာအသက်ရှူရပင်ခက်ခဲသွားခဲ့ပါတယ်ဒါပေမဲ့သူမဟာပြပြတလဲမဖြစ်ပဲကြက်တူရွေးကြီးအာယုံတောင်းတော့အောင်စူးစမ်းခဲ့ပါတယ်သူမဟာတေးရမှာကိုမကြောက်ပေမဲ့မိမိကိုနှုတ်ဆက်ဖို့အတွက်အချိန်နည်းနည်းလေးပိုရကျင်ခဲ့တာပါညစ်ပတ်နေတဲ့ငှက်ကြီးကိုကြည့်ရင်သူမကရေချိုးပေးမယ်လို့အလိုက်တတိကန့်လန့်ခဲ့ပါတယ်သူမရဲ့စေတနာကြောင့်စိတ်လှုပ်ရှားသွားတဲ့ကြက်တူရွေးကြီးဟာသဘောတူခဲ့ပြီးသူမရဲ့တောင်းဆိုမှုကိုလိုက်လျောပေးခဲ့ပါတယ်အဲ့ဒီညမှာမိမိအိမ်ပြန်ရောက်လာတော့မိန်းကလေးဟာကြက်တူရွေးကြီးကိုလှုပ်ပေးလိုက်ပါတယ်ထို့နောက်သူမရဲ့အချိန်တန်ပြီဖြစ်ကြောင်းမိမိကိုအေးဆေးစွာပြောပြခဲ့ပါတယ်အမေဖြစ်သူမှာမြင့်တက်သွားခဲ့ရပါတယ်တမီးဖြစ်သူကိုအချိန်နည်းနည်းလေးပိုပြီးဆွဲထားခြင်းလုံးနာကြောင့်ကြက်တူရွေးကြီးကိုနောက်ထပ်10မိနစ်လောက်ပဲစောင့်ပေးဖို့တောင်းပန်ခဲ့ပါတယ်မိန်းကလေး၏မျက်နှာကြောင့်ကြက်တူရွေးကြီးဟာလှည့်ထွက်သွားခဲ့ပါတယ်ဒါပေမဲ့အရာရာဟာပြောင်းလဲသွားခဲ့ပါတယ်အမေဖြစ်သူဟာကြက်တူရွေးကြီးကိုတိတ်တဆိတ်မိရှုပစ်လိုက်ပါတယ်စေတနာမဲ့စွာဖြင့်တည်သွားပြီဟုထင်မှတ်ကမြုပ်နှံမှုကျင်းတူးနေစဉ်မှာမဖြစ်နိုင်တာတခုစတင်ဖြစ်ပျက်ခဲ့ပါတယ်မိလောက်ထားတဲ့ကြက်တူရွေးကြီးဟာရုတ်တရက်စကားဆက်ပြောလာခဲ့ပါတယ်အမေဖြစ်သူဟာဒေါသတကြီးနဲ့ကြက်တူရွေးကြီးကိုဆွဲယူကာပါဆက်ထဲအတင်းထိုးထည့်လိုက်ပါတယ်အဲ့ဒီတတော်ကိုတေချင်းတရားကပင်ဖြစ်စီ၍မရနိုင်ဘူးဆိုတာကိုသူမှမသိခဲ့ပါဘူးမကြမီမှာပဲမိန်းကလေးဟာတရင်ပေါက်ပြင်ဘက်ကထူးဆန်းတဲ့အတန်ကိုကြားလိုက်ရပါတယ်သူမဟာလိုက်ကာကိုဖြည်းဖြည်းချင်းဖယ်ပြီးအပြင်သို့လမ်းကြည့်လိုက်ပါတယ်အဲ့ဒီခဏမှာပဲသူမဟာအမှန်တရားကိုရုတ်တရက်သိရှိသွားခဲ့ပါတယ်ကြက်တူရွေးကြီးကိုသူမရဲ့အမေကတတ်လိုက်တာဖြစ်ရပါမယ်ဆက်ပြီးလစ်လူမရှုနိုင်တော့တာကြောင့်အမေကိုတွားရောက်ရင်ဆိုင်ဖို့အမြန်ထွက်လာခဲ့ပါတယ်ဒါပေမဲ့ရုတ်တရက်